တောက်ကြသားသမီးများအထူးတတိပြုရမယ်ဘဝရဲ့အပြောင်းအလဲများငွေကြေးနဲ့စီးပွားရေးဝင်ငွေလန်းကောင်းတော်လဲမမျော်လင့်ပဲကုန်ကြစရိတ်များတတ်ပါတယ်အာမခံချက်မရှိသောယင်းနှိမ့်မြုံနှံမှုများအာမခံချက်ရပ်ပေးခြင်းနဲ့ငွေကြေးချင်းကားခြင်းများကိုအထူးရှောင်ကျဉ်ပါလူမှုရေးနဲ့ပေါင်းတင်ဆက်ဆံရေးပြတာသုံးပြန်မှုနဲ့ပတ်သက်၍အထင်လွဲမှာခံရခြင်းသို့မဟုတ်တစ္ဆာဖောက်ခြင်းခံရတတ်ပါတယ်ရှင်မြည်သူကိုမှအလွန်အကျွံမယုံကြည်ရန်လိုအပ်ပါတယ်ရှင်ကျမရေးမှာအစာအသောက်နဲ့အစာအိမ်အာယုံကြောဆိုင်ရာထိခိုက်မှုများကိုခရုစိုက်ပါစိတ်ဖိစီးမှုများကြောင့်ဖြစ်တတ်သောယောဂခံများကိုအထူးတတိထားရန်လိုအပ်ပါတယ်ရှင်ဒေါသနဲ့စိတ်အာယုံစိတ်မြန်လက်မြန်ဆုံးဖြတ်ခြင်းကြောင့်အခွင့်အရေးကောင်းများဆုံးရှုံးရတတ်သဖြင့်အရေးကြီးသောဆုံးဖြတ်ချက်များကိုစိတ်အေးထားပြီးဒေချာစစ်စစ်ပြီးမှပြုလုပ်ပါရှင်တောက်ကြနေ့တိုင်းဖရားတွင်တောက်တော်ရေးအေးလေးတစ်ခွဲကတ်လို့ပူစော်ပြီးတော့ပန်းအဖြူရောင်တို့မဟုတ်ကြာပန်းကတ်လူပူစော်ပေးပါရှင်ဒီပါတို့မဟုတ်တက်ကြီးရွယ်အိုတွေကိုတတ်နိုင်သမျှလှုပ်ကြွေးပြုစုခြင်းတို့မဟုတ်တန်ဃာတော်များအားစွမ်းရေချမ်းကတ်လူခြင်းဖြင့်အံကြမ္မာအညံ့များကိုလျှော့ပါစေနိုင်ပါလေရှင်